ဒီတစ်ပတ်တော့ရက်ကွက်ထဲမှာအဖြစ်များတယ်ရန်ဖြစ်ကြတယ်ရန်ဖြစ်ကြတဲ့အခါမှာတုံးတူရန်ဖြစ်ကြတဲ့အခါမှာနာကျင်စိတ်ဥတွေဖြစ်ပေါ်တယ်အဲ့ဒီဖြစ်ပေါ်တဲ့နာကျင်စိတ်မှုအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ရာဇကြီးဥပဒေမှာတော့ပုံမှန်319မှာနာကျင်စိတ်မှုကိုအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်ဘယ်လိုဖွင့်ဆိုထားလဲဆိုတော့မည်သူမဆိုတူတယောက်သောသူဟာတစ်ကိုယ်ရင်ကနာကျင်အောင်တူဒီမဟုတ်နှစ်ကအနာရောဂါဆွဲကပ်အောင်တူဒီမဟုတ်ချိနဲ့အောင်ပြုလျင်နာကျင်စေမှုမြောက်တယ်ဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်ဥပဒေမှာတော့နာကျင်စေမှု2မျိုးရှိပါတယ်နံပါတ်1ကမိမိအလိုလျောက်နာကျင်စေမှုတနည်းအားဖြင့်တာမန်နာကျင်စေမှုနံပါတ်2ကတော့မိမိအလိုလျောက်အပြင်းထန်နာကျင်စေမှုဆိုပြီးတော့နာကျင်စေမှု2မျိုးခွဲထားပါတယ်မိမိအလိုလျောက်နာကျင်စေမှုနဲ့ပတ်သက်ပြီးတော့ရာဇသီးပုံမှန်321မှာအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်မိမိလိုလျောက်နာကျင်စေမှုဆိုတာဘာလဲနံပါတ်1တဦးတယောက်သောသူကိုနာကျင်စေရန်အကြံဖြစ်တော်၎င်းနံပါတ်2ကနာကျင်စေတန်ရာသည်ကိုတီးလျက်နှစ်တော်၎င်းပြုလုပ်မှုတစ်ခုခုကိုပြု၍ထို့သို့ပြုခြင်းဖြင့်နာကျင်စေလျင်မိမိအလိုလျောက်နာကျင်စေမှုမြောက်တယ်ဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်မိမိလိုလျောက်နာကျင်စေမှုမှာ2မျိုးပြန်ခွဲပါတယ်ဘာလဲဆိုတော့ဘေးဖြစ်စေတတ်သောလက်နက်ဖြင့်သို့မဟုတ်နီးဖြင့်မိမိလိုလျောက်နာကျင်စေမှုနဲ့တာမန်လက်နက်မပါဘဲနဲ့မိမိလိုလျောက်နာကျင်စေမှုဆိုပြီးတော့2မျိုးခွဲပါတယ်အဲ့လိုမိမိလိုလျောက်လက်နက်မပါဘူးလက်သီးနဲ့ထိုးလို့တစ်ဖက်သူကနာကျင်သွားတယ်ဆိုရင်တော့ရာဇသီးပုံမှန်323မှာသူ့ရဲ့ပြစ်ဒဏ်လင်းကိုပြဋ္ဌာန်းထားပါတယ်မိသူမဆိုတူတယောက်သောသူဟာမိမိအလိုလျောက်နာကျင်စေလျင်ထိုသူကိုတစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ1000ထိငွေဒဏ်ဖြစ်စေဒဏ်နှစ်လုံးဖြစ်စေချမှတ်ရမည်ဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်နောက်တစ်ခုကဘေးဖြစ်စေသောလက်နက်ဖြင့်သို့တည်းမဟုတ်နီးဖြင့်မိမိလိုလျောက်နာကျင်စေမှုဒါနဲ့ပတ်သက်ပြီးတော့ရာဇသီးပုံမှန်324မှာပြဋ္ဌာန်းထားတာကအများကြီးပါပဲဒါပေမဲ့အများပြည်သူနားလည်အောင်ခြုံငုံပြောရမယ်ဆိုရင်တော့ဒုတ်သားလက်နက်လမ်းကျွန်းလေးခွမီအစစ်အစိတ်တိရစ္ဆာန်တနည်းအားဖြင့်ဘေးဖြစ်စေသောကိရိယာတစ်ခုခုလက်နက်တစ်ခုခုနဲ့တဦးတယောက်သောသူကိုမိမိလိုလျောက်နာကျင်စေမယ်ဆိုရင်တော့ထိုသူကို3နှစ်ထိထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်လုံးဖြစ်စေချမှတ်ရမယ်ဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်